ကျွန်တော်ဒီနေ့စပီသွားညမှာဖြစ်ပါတယ်စပင်ကညထားရှေ့တစ်ခေါက်ညထားလဲရှေ့လာရဆိုတော့ကိုဝညက်လို့ဆင်မပြေတော့အညာဆိုင်မှာသွားညမှာဖြစ်ပါတယ်ညာဒီဥရောကတော့သူကင်နာသူလိုပူချစ်တောင်းစပင်သွားညလိုက်ပါအောင်မယ် 2 hours later ဒီမှာညမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာညမှာပါအဲ့ဒါမြင်နေအောင်နေပါပြီအဲ့ဒါကောင်းညက်အဲ့မင်းနောက်ဆုံးမှာဘယ်လိုဖြစ်မလဲတော့မသိပါဘူးဒီဆိုင်မှာပထမဆုံးက try လာဖြစ်ပါတယ်ညနေညဆိုင်ရကျွန်တော်ဆိုင်အောင်ပိတ်သွားတော့ကြောင့်နောက်ဆုံးဘယ်လိုဖြစ်မလဲကြည့်ကြအောင် A few moments later တူတော့ညက်လို့ပြီးတော့ပါပြီဆိုင်ရမစိုးပါကောင်းပါရဲ့ညက်လို့လည်းဆင်ပြေပါတယ်ညက်လည်းမြန်ပါတယ်တန်းပါတယ်တက်ငယ်ပါလေတက်ငယ်ပါဘာမှမရှိဘူးအဲ့ဒါကျွန်တော်နေတေရှိုးတယ်သူကတော်မိုက် Oh my god ညက်တော့ဆိုင်ရွေးတာမှန်သွားတာပြောလို့ရပါတယ်ဆိုင်ရွေးတာမှန်တာလည်းကျွန်တော်ညက်တဲ့သူကောင်းသွားတာတော်တော်ဆင်ပြေသွားတာပြောလို့ရပါတယ်ကျေးဇူးတင်ပါတယ်